တခါတော့ငါနော်ပန်ဆိုတဲ့ရွာလေးတရွာမှာမိုဟန်တို့မိသားစုလေးနေထိုင်ကြပါတယ်။သူတို့ကတငါလုပ်ငန်းကိုလုပ်ကင်ကြပါတယ်။မိုဟန်ကရသမျှကိုမစုဆောင်ပဲသုံးပြုံးသူတယောက်ဖြစ်ပြီးတော့သူ့ရဲ့ဇနီးကလည်းအသုံးပြုံးကြီးသူတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့စီးပွားရေးကလည်းအလွန်ကိုကြက်တဲပါတယ်။မိုဟန်ကျမတို့မှာစားစရာမရှိတော့။အဲ့တော့ငါဘာဆက်လုပ်ရမလဲမိမရဲ့ပင်လယ်ထဲမှာကငါအကြီးတွေကမရအောင်လေငါအသေးလေးတွေပဲရတဲ့တော့ဈေးကလည်းနည်းနည်းပဲရတယ်ဒါဆိုလဲသမုတ်ရထဲမှာတွားဖန့်ကြည့်ပါလားရှင်စူးစမ်းပြီးဖမ်းရင်တော့အဲ့ဒီမှာငါအကြီးကြီးတွေရလိမ့်မယ်သမုတ်ရထဲမှာငါဖမ်းရတာအရန်ကိုအန်ရများတယ်ခုရက်ပိုင်းရာသီဥတုကလည်းအရန်ကိုဆိုးတယ်ဘယ်အချိန်မုန်တိုင်းလာမယ်မသိဘူးလေအဲ့မှာငါတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဒါဆိုကျမတို့အတွက်စားစရာမရှိပဲဘလို့အသက်ရှင်နေထိုင်ရမလဲ။သမီးပင်ကြီးလည်းနေမကောင်းဖြစ်နေတယ်။သူ့အတွက်စိတ်ဝယ်ဖို့လည်းရှိသေးတယ်။စိတ်မပူပါနဲ့မိမရေငါအခုပဲငါတော့ဖမ်းမမေး။ရားတယ်ငါတွေရောင်းပြီးတော့ဆေးဝယ်ခဲ့မယ်။ဆေးတိုက်ပြီးရင်တော့သူလည်းတက်တာလာလိမ့်မယ်။ဒီလိုနဲ့မိုဟန်လည်းသမုတ်တရားတွေကိုငါဖမ်းထွက်လာခဲ့တယ်။မိုဟန်ရေဒီနေ့ငါတို့တွေငါးဖမ်းတာတကောင်းမှမမိအကုန်လုံးလက်ပလာနဲ့ပြန်လာရတာမင်းတော့ဖမ်းလဲမိမှာမဟုတ်ဘူးဟဲ့မိုဟန်ကရွာကတငါသည်တွေပြောတာကိုလစ်လျူရှုပြီးသမုတ်တရားထဲမှာလေကိုလော်ပြီးတော့ထွက်လာခဲ့တယ်သမုတ်တရားရဲ့အလေကိုရောက်တော့သူ့ရဲ့ပိုက်ကွန်နဲ့ငါးတွေကိုစပြီးတော့ဖမ်းပါတယ်မိုဟန်လည်းအချိန်အတော်ကြာကြီးဖမ်းခဲ့ပြီမြဲငါးကတကောင်းမှမမိခဲ့ပါဘူးသမုတ်ရထဲမှာငါးတကောင်မှမရှိတော့ဘူးလားငါလည်းတခြားတငါသည်တွေလိုလက်ပလာနဲ့ပြန်ရတော့မှလားဘုရားသခင်ကဲတော်မူပါအိမ်မှာငါရဲ့ကလေးတွေပိုက်စာလို့အော်ငိုနေကြပြီအဲ့ဒီလိုပြောပြီးမိုဟန်လည်းသူ့ရဲ့ပိုက်ကွန်ကိုနောက်ဆုံးတစ်ကြိမ်ပြစ်ပြီးတော့ဖမ်းလိုက်တယ်ပိုက်ကွန်ကိုဆွဲရတာအရန်လေးတယ်ငါရဲ့ပိုက်ကွန်ထဲမှာငါအကြီးတကောင်ကောင်တော့ဖမ်းမိပြီတင်တယ်အဲ့ဒီနောက်မိုဟန်လည်းသူ့ရဲ့ပိုက်ကွန်ကိုဆွဲတင်လိုက်တယ်။ပိုက်ကွန်ထဲမှာရွှေရောင်တစ်တာတစ်လုံးပါလာတာကိုတွေ့တော့အံ့ဩသွားတာပေါ့။ငါအကြီးကြီးတကောင်ဖမ်းမိမယ်ထင်ခဲ့တာ။အခုတော့တစ်တာတစ်လုံးဖြစ်နေပါလား။ငါဒီတစ်တာကိုဘာလုပ်ရမလဲ။မိုဟန်လည်းစိတ်ထဲကျပြီးတော့တစ်တာကိုတော်တော်ကြာအောင်ကြည့်နေခဲ့ပါတယ်။ခဏကြာတော့ဒီတစ်တာကရွှေရောင်တောက်နေတော့အဖိုးတန်တစ်တာတစ်လုံးဖြစ်မယ်ထင်တယ်။ငါဒီတစ်တာကိုပပဲစရာတယောက်ယောက်ကိုတွားရောက်မယ်ဆိုရင်တော့ဈေးကောင်းကောင်းရနိုင်နေဒီလိုနဲ့မိုဟန်လည်းတစ်တာကိုယူပြီးတော့ကုန်းမော်ကိုရောက်လာတယ်ကုန်းမော်ရောက်တော့တစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါရွှေရင်းကားတွေအများကြီးကိုတွေ့လိုက်ရတယ်အိုးဖះကြီးဒီတစ်တာထဲမှာရတနာတွေပါလားဖះမတာပဲဒီတစ်တာကိုဘယ်သူမှမမြင်အောင်ပိုက်ကွန်နဲ့ပတ်ပြီးတော့အိမ်ကိုမြန်တဲသွားရမယ်အဲ့လိုပြောပြီးမိုဟန်လည်းတစ်တာကိုခေါင်းမော်ရွက်ပြီးတော့အင်ကိုပြန်လာခဲ့ပါတယ်။အင်ကိုပြန်ရောက်တော့မိုဟန်ဒီနေ့လဲငါးတကောင်မှမရခဲ့ဘူးလား။ဘာကြောင့်ပိုက်ကွန်ကိုခေါင်းမော်ရွက်ပြီးတော့ပြန်လာခဲ့ရလဲ။မင်းတင်တယ်လို့မဟုတ်ပါဘူးမိမရေ။ဒီနေ့ငါအရန်ကိုကန်ကောင်းခဲ့တာ။အရန်တန်မိုးကြီးတဲ့ရတနာတစ်တာတစ်လုံးကိုရခဲ့တာကွာ။ငါတို့ဘဝတွေတော့ပြောင်းလဲလာတော့မှရှင်ဘာလို့မဟုတ်တာတွေပြောနေရလဲ။ကျမတို့မှာတနေ့ကုန်လို့ထမင်းတနက်နက်မှန်အောင်တောင်မစားရဘူးကလေးတွေကလည်းအရန်ကိုပိုက်စားလို့အော်ငိုနေကြတာကိုရှင်သိရလားကျမကတော့ရှင်ငါးတွေဖမ်းလာလိမ့်မယ်လို့မျှော်လင့်ပြီးတော့စောင့်နေခဲ့တာကျမတို့ဘယ်ချိန်ထိထမင်းနက်မှန်အောင်စားရဖို့စောင့်ရမှာလဲရှင်ဟောမင်းကတစ်ချိန်လုံးဒေါသထွက်နေရကျေးဇူးပြုပြီးငါပြောတာလေးကိုနားထောင်မအောင်အဲ့ဒီလိုပြောပြီးမိုဟန်လည်းသူ့ရဲ့မိန်းမကိုတစ်တာကိုဖွင့်ပြလိုက်တယ်ရူပါလည်းတစ်တာတွေကရွှေတွေကိုတွေ့တော့မျက်လုံးပြူးသားဖြစ်ပြီးတော့အံ့ဩသွားတာပေါ့။အော်ဘုရားကြီးရတနာတွေအများကြီးပါလား။ဒါတွေကိုဘယ်ကရခဲ့တာလဲခင်မ။ငါလည်းသမုတ်တရားတွေရောက်တော့ငါဖက်မယ်ဆိုပြီးပိုက်ကွန်ကိုပြစ်ချလိုက်တယ်။ပိုက်ကွန်ကလေးတာကြောင့်ငါကြီးကြီးမိမယ်ထင်ခဲ့တာ။ဘယ်ဟုတ်မလဲရတနာတစ်တာတစ်လုံးပါလာတာပေါ့။ငါတို့ဘွားတွေပြောင်းလဲတော့မယ်မိမကြီး။အခုမင်းရဲ့ဆန္ဒတွေအားလုံးကိုငါဖြည့်ဆည်းပေးမယ်
အစားအသောက်ကောင်းကောင်းနဲ့အဝတ်စားကောင်းကောင်းလက်ဝတ်ရတနာတွေသွားပြီးတော့ဝယ်လို့ရပြီရှင်ကအရန်တော်တာပဲကျမတိတ်ကိုပြောတာပဲအဲ့ဒီနောက်မိုဟန်လည်းရွှေရင်းကားပြားတွေယူပြီးတော့မြို့တက်ရောင်းချပြီးဇနီးတဲ့ရူပအတွက်လက်ဝတ်ရတနာတွေဝယ်လာတယ်သူ့ရဲ့ကလေးတွေအတွက်အစားအသောက်ကောင်းကောင်းတွေဝယ်ပြီးတော့အိမ်ကိုပြန်ခဲ့ပါတယ်ယောက်ျားကြီးနွေရာသီတောင်ရောက်တော့မယ်အရန်ပူမှာဆိုတော့အဲကွန်းနဲ့ရေခဲတစ်တာရှိတဲ့နဲ့မိုဟန်လည်းဇနီးတဲ့ရဲ့ပူဇာမှုကြောင့်ရွှေရင်းကားအချို့ကိုရောင်းချကအဲကွန်းနဲ့ရေခဲတစ်တာကိုချက်ချင်းဝယ်လိုက်တယ်ဒါပေမဲ့သူတို့မှာအတုံးပြုံကြီးလွန်းတာကြောင့်ငွေအနှဲငယ်သာကြံမာတော့တယ်မိုဟန်တို့အိမ်ကရန်ကိုပြောင်းလဲသွားရင်နော်အလုံးမလုံးပြီးမဲ့သားသမီးတွေအတွက်အစားအသောက်ကောင်းတွေလက်ဝတ်ရတနာတွေနဲ့အဝတ်စားအသစ်တွေဝတ်စားနေကြတာဟုတ်တယ်အရန်ကိုအဆင်ပြေနေတာချမ်းသာနေတာမိုဟန်အိမ်ထဲမှာဖျားသခင်ကပေးတဲ့ရတနာတွေရှိနေတာတဲ့အဲ့ဒီရတနာတွေကိုမိုဟန်လူရက်လာတာလားခိုးယူလာတာလားတော့မသိပါဘူးဗျာအခုမနဲ့အလုတ်သွားရတော့မယ်ငွေကလည်းအနှဲငယ်ပဲကျန်တော့တယ်ငါတို့ဝမ်းစာအတွက်3-4ရက်လောက်အလုတ်လုံးမှအဆင်ပြေလိုက်မယ်ပင်လယ်ထဲမှာငါများများရအောင်ဖမ်းခဲ့မယ်ယောက်ျားရှင်မလို့တခြားအလုပ်ကိုမလုပ်ရရလေငါးဖက်နဲ့အလုပ်တဲ့တခြားအလုပ်ကိုလုပ်မယ်ဆိုရင်ကျမတို့ပို့ပြီးတော့အဆင်ပြေလိုက်မယ်ငါကပညာလည်းမတတ်ဘူးအခြားအလုပ်တွေလည်းအတွေ့အကြုံမရှိဘူးငါတို့မှရှိတဲ့ငွေကလည်းနည်းနေပြီအဲ့တော့အခြားစီးပွားရေးလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးငါရဲ့ငါးဖက်နဲ့တငါအလုပ်ကသာငါတို့ဝမ်းစာအတွက်ပို့ပြီးတော့အဆင်ပြေလိုက်မယ်ဒီလိုနဲ့နောက်ရက်မှာတော့မိုးတွေတဲတန့်စွာရွာပြီးမုန်တိုင်းတွေဖြစ်ခဲ့ပါတယ်မိုဟန်ကတော့သူ့ရဲ့ဇနီးတဲ့တားနေတဲ့ကြားကပင်လယ်ထဲကိုငါးဖမ်းရန်ထွက်သွားခဲ့ပါတယ်လမ်းတဲ့နေရာမှာတော့သူတော်စင်တယောက်နဲ့တွေ့ခဲ့ပါတယ်ကျွန်တော်မှာပင်လယ်ထဲကရလာတဲ့ရတနာတစ်တာတစ်ခုရှိတယ်အဲ့ဒီတစ်တာတွေကရတဲ့ရွှေဒင်းကားတွေကိုရောင်းချသုံးစွဲခဲ့တယ်ကျွန်တော်ဇနီးတဲ့ရဲ့လိုအပ်တဲ့ရတနာအတွက်ရဲ့ကျွန်တော်သားသမီးတွေရဲ့အဝတ်အစားအတွက်အိမ်အတွက်လိုအပ်တာတွေအားလုံးအတွက်ပေါ့မိုဟန်မင်းရဲ့ကံကောင်းခြင်းကြောင့်ဘုရားသခင်ပြီးတဲ့ယရနာတွေကိုမင်းရဲ့ကိုချိုးအတွက်ပဲအသုံးပြုခဲ့တယ်။ရွာထဲကဘဝတူဆင်းရဲတဲ့မိသားစုတွေကိုခွဲဝေလူဒန်းမှုမပြုဘဲမင်းရဲ့မိသားစုအတွက်ပဲအသုံးပြုခဲ့တာပေါ့။အခုတော့မင်းမှာငွေအနှဲငယ်သာကျန်ပြီးတော့စစ်မှန်တဲ့တသက်တာပျော်ရွှင်မှုကိုမရခဲ့ဘူး။မင်းကမျက်စိကန်းသူတယောက်လိုဖြစ်သွားပြီးမင်းကဆင်းရဲနွမ်းပါတဲ့မိသားစုတွေကိုငွေအနှဲငယ်များပေးကမ်းခြင်းစိတ်မဖြစ်ခဲ့ဘူးလား။မိုဟန်မင်းကတခြားသူတွေကိုမတနာပဲမင်းရဲ့မိသားစုအတွက်ပဲလောဘတွေကြီးခဲ့တယ်မင်းရဲ့လုပ်ရဟာအရန်ကိုရှက်ဖို့ကောင်းတယ်အဲ့ဒီအတွက်ဘုရားသခင်ကမင်းကိုကောင်းကောင်းကြီးအပြစ်ပေးလိုက်မယ်သူတော်စင်ရဲ့ဆုံးမပြောဆိုမှုကြောင့်မိုဟန်လည်းအရန်ကိုရှက်ရသွားပြီးသူမသွားကြောင်းဝန်ခံတောင်းပန်มาတော့တယ်ခွင့်လွတ်ပါကျွန်တော်အရန်ကိုမှားခဲ့ပါတယ်ကျွန်တော်ရဲ့ကံကြမ္မာကြောင့်ရခဲ့တဲ့ယရနာတွေကိုရွာထဲမှာရှိတဲ့ဆင်းရဲနွမ်းပါတဲ့ထမင်းနတ်မှန်အောင်မစားနိုင်တဲ့သူတွေဖျားနာလို့ဆေးမကုနိုင်တဲ့သူတွေအော်ငိုနေတဲ့ကလေးငယ်တွေကိုအနှဲငယ်မျှဝေပေးကမ်းလှူဒန်းခြင်းမပြုဘဲကျွန်တော်ရဲ့ဇနီးတဲ့နဲ့ကလေးတွေရဲ့ပျော်ရွှင်မှုလူအင်ဆန္ဒတွေအတွက်သာကိုကျိုးအတွက်ပဲအသုံးပြုခဲ့တယ်ကျွန်တော်အရန်ကိုမှားသွားပါတယ်ခွင့်လွှတ်ပေးပါပေးကမ်းလှူဒန်းခြင်းကသာအလွန်မမြတ်တဲ့စိတ်ကောင်းစေနာဖြစ်ပြီးအလွန်ကြည်နူးပျော်ရွှင်ပွဲဖြစ်ကြောင်းမင်းရဲ့ဇနီးတဲ့ကိုလည်းရှင်းပြလိုက်ပါမိုဟန်ဒီလိုပြောပြီးသူတော်စင်ကြီးလည်းပျောက်ကွယ်သွားတယ်ပြီးတော့မိုဟန်လည်းသူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်ပြီးတော့ဂရင်ပေါ်မှာထိုင်စဉ်းစားနေတဲ့အချိန်မှာပဲသူ့ရဲ့ဇနီးကရောက်လာတယ်မိုဟန်ဘာကြောင့်ထိုင်ပြီးတော့ငိုင်းနေရတာလဲဘာများစိတ်ညစ်စရာတွေရှိနေလို့အခုလိုမျိုးဖြစ်နေရတာလဲဒီတော့မိုဟန်လည်းအကြောင်းစုံအားလုံးကိုသူ့ရဲ့ဇနီးတဲ့အားရှင်းပြလိုက်တော့တယ်သူတော်စင်ကြီးပြောတာမှန်နဲ့မိုဟန်လောဘကြောင့်ငါတို့နှစ်ယောက်စလုံးမျက်စိတွေကန်းခဲ့ကြတယ်လိုအပ်တဲ့ဆင်းရဲတဲ့သူတွေကိုပေးကမ်းလှူဒန်းမှုမရှိပဲငါတို့အိမ်အတွက်မလိုအပ်တဲ့အစင်တစားတွေကိုဈေးကြီးပေးပြီးတော့ဝယ်ယူသုံးစွဲခဲ့ကြတယ်ငါတို့တွေရန်ကိုမှားခဲ့ကြတာပဲဒါပေမဲ့အခုငါတို့မှရှိတဲ့လက်ဝတ်ရတနာတွေကိုရောင်းပြီးတော့လိုအပ်တဲ့ဆင်းရဲသားတွေနဲ့က
လေးငယ်တွေကိုပေးကမ်းကြမယ်မိုဟန်အခုတော့မိုဟန်တို့လင်မယားနှစ်ယောက်စလုံးအမြင့်မှန်ရသွားကြပါပြီသူတို့ရဲ့စိတ်ထဲမှာလည်းပျော်ရွှင်မှုကိုခံစားလာရပါပြီအဲ့ဒီနောက်လက်ဝတ်ရတနာတွေကိုရောင်းပြီးဆင်းရဲတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေကိုပေးကမ်းလှူဒန်းနေကြပါပြီမိုဟန်အဲ့ဒီအဲကွန်နဲ့ရေခဲတစ်တာကိုရောင်းပြီးတော့လိုအပ်တဲ့သူတွေကိုကျမတို့တွေကူညီကြမယ်အဲ့ဒီလိုလုပ်ရင်းနဲ့မိုဟန်တို့လင်မယားလည်းလောက်ကင်ကြတဲ့လုပ်ငန်းတွေအဆင်ပြေလာခဲ့ကြပြီးပျော်ရွှင်ကြည်နူးမှုတွေစတင်ခံစားလာရပါပြီတန်ခါလုပ်ငန်းလောက်ကင်တဲ့အခါမှာလည်းငါအကြီးကြီးတွေမိပြီးတော့ဈေးမှာသွားရောင်းကြတယ်ဒီနောက်ငွေတွေများစွာရရှိလာကြတယ်ရလာတဲ့ငွေတွေကိုတော့တဝက်ကိုဇနီးတဲ့နဲ့ကလေးတွေကိုပေးပြီးကျန်တဲ့တဝက်ကိုတော့ပေးကမ်းလှူဒန်းပါတယ်ဒီလိုနဲ့ရွာသားတွေလည်းသူ့ကိုသဘောကျလာကြတယ်ကျေးဇူးတွေလည်းတင်လာကြပါတယ်မိုဟန်လည်းမိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ဒီပုံမြင်လေးကတော့ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အစစအရာရာအစဉ်ပြေခြင်းတော့ပေးကမ်းလှူဒန်းမှုနဲ့ကူညီမှုတွေကိုလက်ကင်ထားသင့်ပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်